မင်္ဂလာပါမြန်မာနေကြပါဒီနေ့ကျွန်တော်တို့မြန်မာနေပွဲကြိုသုံးတဲ့ချက်လေးပြုလုပ်ပေးသွားဖြစ်ပါတယ်ကျွန်တော်မြန်မာနေဒီနေ့ပွဲကြိုသုံးတဲ့ချက်ပြုလုပ်မဲ့ပွဲစဉ်ကတော့ဒီအာဆီယံချန်ပီယံရှစ်ကန်ပွဲလေးဖြစ်ပါတယ်၄နိုင်ပွဲမှာကန်မဲ့ဒီမော်နေအင်ဒိုနီးရှားတို့ပွဲစဉ်လေးဖြစ်ပြီးခုနိုင်ပွဲမှာ VNN နဲ့စင်ကာပူပွဲစဉ်ဖြစ်ပါတယ်ပထမဆုံးနေ့နဲ့ကျွန်တော်ဒီမော်နဲ့အင်ဒိုနီးရှားပွဲလေးကိုကျွန်တော်သုံးသပ်ပေးသွားဖြစ်ပါတယ်အခုဒီပွဲမှာဖွင့်လို့တဲ့ဈေးကတော့အင်ဒိုနီးရှားဘက်ကနေ9လုံး50နိုင် body weight ဖြစ်ပြီးကိုပေါင်းသေးဟာဒီ9လုံး60ရှုံးလောက်ပေါက်ပါတယ်ဒီမောကအခုပေါ့နော်နှစ်ပွဲကန်နှစ်ပွဲရှုံးတာပါတယ်နှစ်ပွဲကန်နှစ်ပွဲရှုံးပြီးအုပ်စုမှာဒီ VNN ကို9ပြည့်ရှုံးတာပါတယ်အင်္ဂွေမှာပြီးတော့စင်ကာပူကိုလည်းဝီကွာနှလုံး9နဲ့ရှုံးတာပါတယ်ဒီ VNN ပွဲမှာဒီမောဒီအပေါ်ကြီးနှစ်ပွဲလုံးဝင်လာရင်ကြီးရှုံးတယ်ပေါ့နော်ကြီးမစားတာပေါ့စင်ကာပူပွဲမှာအောက်ဆုံးဝင်ပြီးကြီးစားတာပါတယ်ဒီအင်ဒိုနီးရှားကပထမဆုံးကန်တဲ့ပွဲမှာပဲပေါ့နော်ဒီကမ္ဘောဒီးယားအင်္ဂလိပ်က5-1နဲ့နိုင်လာပါတယ်5-1နဲ့နိုင်ပြီးအပေါ်ဆုံးကြီးစားတာပေါ့နော်အခုအုပ်စုပွဲစဉ်မှာပေါ့နော်အင်ဒိုနီးရှားရောအုပ်စုနောက်ဆင်းတက်ဖို့အနိုင်ကန်မှာကျင်းနေပါတယ်ကျွန်တော်အဓိကကျွန်တော်ဒီပွဲဟာနိုင်နေဆိုတော့အင်ဒိုနီးရှားနိုင်နေဆိုတော့လူတိုင်းသိပါတယ်ဗျဒီတိုင်းသိပါဗျာဟုတ်အဲ့အတွက်ကျွန်တော်တို့အဓိကဒီပွဲမှာသုံးသက်ရမှာကျွန်တော်တို့ဒီဟောနော်ကြီးနိုင်မနိုင်ပဲကျွန်တော်တို့ချက်လေးကြည့်ရမှာဖြစ်ပါတယ်ကြီးနိုင်မနိုင်ပဲချက်လေးကြည့်ရပါကျွန်တော်အမြင်ပေါ့နော်ဒီပွဲမှာဒီအင်ဒိုနီးရှားကပေါ့နော်ကြီးလှုပ်ရှားဖို့ကောင်းတဲ့အခြေအနေမှာဖြစ်ပါတယ်ပြီးတဲ့စီကမနှိမ့်တော့မနှိမ့်ပါဘူးပေါ့နော်9လုံးဒီပေါ့နော်30နိုင်40နိုင်လောက်ဖွင့်တာကြီးတော့မနေဒါပေမဲ့ကျွန်တော်စိတ်ထင်အင်ဒိုနီးရှားကလှုပ်ရှားမယ်ထင်ပါတယ်ဆိုတော့အခုပွဲမှာဒီအင်ဒိုနီးရှားကဟိုနိုင်လိုက်တာနဲ့ပေါ့နော်6မဲ့ဖြစ်သွားမယ်အဓိကအင်ဒိုနီးရှားအဆုံးဖြတ်ပေးမယ်ပွဲတွေအော်ဒီ VNN နဲ့စင်ကာပူပွဲမှာဖြစ်ပါတယ်အဓိကအဲ့ပွဲမှာအင်ဒိုနီးရှားဟာတည်င်းမျိုးနိုင်လိုက်ပြီဆိုတော့အဲ့နောက်ဆင်းတက်ဖို့ကအများကြီးအားကောင်းသွားမှာဖြစ်ပါတယ်နောက်တစ်ပွဲရောဒီ VNN စင်ကာပူကံမဲ့ဒီခုနိုင်ပွဲပါပေါ့နော်ခုနိုင်ပွဲပါ VNN နဲ့စင်ကာပူပွဲမှာ VNN ကနှလုံး90ရှုံးဖွင့်တာပြီး9ပေါက်3လုံးရှုံးဖွင့်တာပါတယ် VNN ကအခုမှတပွဲပဲကန်တာပဲအဝေးကွင်းမှာတီမောကို9လုံးနဲ့နိုင်လာပြီးအပေါ်ဆုံးအောင်ကြီးအပေါ်ဆုံးအောင်လာပါတယ်စင်ကာပူကကြီးတေချာမအောင်သေးပါဘူးတက်ထီကိုဟုတ်အဲ့တွေ့ဒါတပြက်မြောက်ပွဲမှာကျွန်တော်ကြီးစားမယ်ထင်ပါတယ် VNN ကအများကြီးကောင်းပါစင်ကာပူတယ်ဘယ်လိုပဲဖြစ်ဖြစ်လေဒါပေမဲ့ VNN ကကျွန်တော်စိတ်တင်အင်ကွင်းမှာဖြစ်တဲ့အတွက်အင်ကွင်းဆိုရင်ပိုပြီးလှုပ်ရှားလို့ကောင်းပါတယ်ဘလုံးတင်နေတာအင်ကွင်းအရှိန်နဲ့ကံမယ်ထင်ပြီးပေါ့နော်သူသားများဆိုအဲ့လိုရိုက်လေးရှိပါတယ်အင်ကွင်းမှာဘလုံးတင်းနေတာပိုပြီးလှုပ်ရှားကြတယ်ကျွန်တော်အတွေ့အကြုံပါပေါ့နော်ဒါကျွန်တော်အမြင်ပါနော်ဒီပွဲမှာလည်းကျွန်တော်စိတ်တင်VNN ကဇားခင်းပဲလို့ကျွန်တော်ထင်တယ်စင်ကာပူပဲရိုက်စီချင်ပါတယ်ဒီနေ့အတွက်မြန်မာနေရွှေ့ပေးတဲ့ပွဲကောင်တီမောနဲ့ဒီပေါ့နော်စင်ကာပူဖြစ်ပါတယ်အဲ့အတွက်ကံကောင်းကြပါစေကျွန်တော်မြန်မာနေဆူတောင်းပေးပါတယ်နောက်နေ့တွေမှာလည်းကျွန်တော်မြန်မာကနေပွဲကြို30ချက်လေးပြုလုပ်ပြီးတော့ဖြစ်လို့စောင့်မျှော်ကြည့်ရှုဖို့အားပေးကြဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဗျာ